အားလုံးပဲမင်္ဂလာပါရှင်ဒီမှာကြည့်ဒါပါလဲဆိုတော့ကိုအတွက်ဒီနေ့ရဲ့နှတ်တုတ်တာ UK တနိုင်ငံလုံး Scotland တပြည်လုံးမှာဘယ် restaurant ဘယ်မြို့ဘယ်ဆိုင်မှာမှရှာဝယ်စားလို့မရနိုင်တဲ့မူပေါင်းဒါကတော့မူစားရတဲ့မျက်နှာမူစားရတဲ့မျက်နှာမူပေါင်းမစားရတာနှစ်ချီကြာနေပြီရက်ဆက်ကိုကောင်းအဲ့လိုငပြောဘက်ကလေးခင်းပြီးစားရတဲ့ feeling ကိုမှဘာနဲ့မှမတူအဲ့လိုရိုးရာငပြောဘက်တွေမိုးတွေကိုဟောဒီဆိုင်မှာရှာဖွေတွေ့ရှိလာတာအဲ့ဒါတွေလည်းတွေ့ရောဘာစည်းမှမမေးဘူးတခါတည်းကိုတန်းဝဲလာတာကဲမိုးဘလို့ပေါင်းလာလဲဆိုတော့ပထမဦးဆုံးမိုးလေးတွေကိုရေစီးပြီးတော့မှတင်းမြင်လေးတွေဖင်းအောင်မိုးကို2ချမ်း4ချမ်းခွဲလိုက်ပါတယ်ပြီးရင်အစာပလာလေးတွေနေဖို့အတွက်ခွက်တန့်လေးတွေကိုထည့်လိုက်ပါတယ်ပြီးတော့ကြက်သွန်ဒီကိုပပလွာနှုတ်ဆင်းပြီးထည့်ခဲ့ပါတယ်ပို့ပြီးချိုသွားအောင်ကြက်သွန်မိတ်လေးတွေကိုပါပလေးလွာပြီးထည့်အစိတ်တောက်ပြေအောင်ကြက်သွန်ဖြူလေးတွေကိုလည်းပနှုတ်လေးတွေလုပ်ပြီးထည့်မယ်ကြက်သွန်ဖြူကြက်သွန်ဒီနဲ့လိုက်ဖက်မဲ့ချင်းအနံ့လေးမွေးအောင်ထည့်မယ်ခရမ်းချင်ဒီတစ်လုံးကိုညှက်ထည့်ပါမယ်ဒီမှာရှိရဲ့ပင်စိမ်းရွက်လေးတွေကိုလည်းထည့်လိုက်တယ်မွေးနေရပဲပိုပြီးအနံ့လေးတွေမွေးခြင်းနဲ့ဆိုရင်ကတော့နန်းပင်လေးတွေကိုလည်းပလွာပြီးထည့်လို့ရပါတယ်အရသာအတွက်စားထည့်မယ်စီစိမ်းလေးနည်းနည်းလေးမဆိုးစလောက်ကလေးထည့်လိုက်မယ်ကျမတော့ဒီဟင်းဒီပဲစီသုံးပါတယ်ကဲဒါကတော့ဟင်းပေါင်းတို့ရဲ့အသက်ဆန်မုတ် rice flour ဒီဆန်မုတ်ကိုမထည့်ခင်အရသာလေးတွေနှံ့သွားအောင်ခုနကငါထည့်ထားတဲ့အစာပလာလေးတွေနဲ့တမအောင်အရင်နေပေးရပါတယ်အဲ့လိုအရသာလေးတွေနှံ့သွားပြီဆိုလို့ရှိရင်ဆန်မုံထည့်ပြီးတော့မှနေပါမယ်ကျမကတော့ဆန်မုံ3စုံပေါ့နော်မိုးတစ်ထုပ်ဆိုရင်ဆန်မုံ3စုံဆိုရင်ရပါပြီဆန်မုံအရသာမကြိုက်ဘူးမိုးအရသာပဲများရခြင်းနဲ့ဆိုရင်ကတော့ဆန်မုံ2စုံလောက်ပဲထည့်လို့ရပါတယ်ဆန်မုံထည့်ပြီးနေလိုက်ပြီးဆိုရင်ကတော့အဲ့ဒါလိုပြင်းနစ်စီပိုင်ဖြစ်သွားပါတယ်ကဲဒါဆိုရင်ကတော့ဟင်းပေါင်းလို့ရမယ့်အစင်သင့်အနေအထားရောက်ပါပြီဟင်းပေါင်းမိုးအတွက်သမင်းပေါင်းတဲ့ကိုရေထည့်ပြီးတော့မှအပေါ်မှာစကားလေးအစင်သင့်တည်ထားပါတယ်ငပြောဖက်လေးတွေကိုတည်ချာရေဆေးပြီးတော့မှပြင်ထားပါတယ်ဖက်လေးတွေကစိမ့်ပြီးတော့မှလက်ဆက်ပြီးတော့မှကျွတ်ဆက်ပြီးထုတ်လို့မရဘူးဖြစ်နေတယ်ဆိုရင်ကတော့အဲ့ဒီဖက်ကလေးတွေကိုရင်နွေးဖြောပေးတာမျိုးမီးကင်ပေးတာမျိုးလုပ်ပြီးတော့မှဖက်လေးတွေကိုပျော့ပြောင်းအောင်အရင်ပြင်ဆင်ပေးလို့ရပါတယ်နော်မိုးဖက်လေးတွေကိုငပြောဖက်လေးတွေကိုထည့်ပြီးတော့မှထုတ်ပါမယ်ဒါတော့ငပြောဖက်ခောက်နီးလေးကိုပါတစ်ခါတည်းပြပေးလိုက်တာကဲအဲ့လိုပေါင်းကြောင်လေးတွေကိုထည့်ပြီးပြီဆိုရင်ကတော့အဖုံးလေးအုပ်ပြီးတော့မှပေါင်းထားပေးရပါမယ်ပေါင်းတာအချိန်ဘယ်လောက်ကြာသလဲဆိုတော့မီးအားပေါ်မှာပဲမူတည်ပါတယ်ကျမကတော့ဒီဖက်လေးတွေအယောင်ပြောင်းလာတဲ့အပေါ်မှာမူတည်ပြီးတော့မှအဆုံးဖြတ်ပါတယ်အဲ့လိုပေါင်းထားတဲ့ဖက်လေးတွေအဲ့ဒီအယောင်ဒီလိုအညိုရောင်လေးပြောင်းလာပြီဆိုရင်ကတော့ဒီအထဲတွေကမိုးလေးတွေကျက်ပါပြီကဲကိုယ့်ရဲ့မိုးအရသာအခြေအနေလေးတွေဘယ်လိုရှိလဲဆိုတာကိုဖွင့်ကြည့်လိုက်အောင်မယ်ဝေါကြည်စမ်းပါဦးဒီမှာမိုးပေါင်းလေးရပါပြီဒါကတော့လုံးဝကချင်ပြည်နယ်ရဲ့ signature မိုးကုတ်မှာလည်းရှိတယ်လို့ကြားတယ်မိုးကုတ်မိုးပေါင်းကချင်ပြည်နယ်မိုးပေါင်းဆိုတာဒါပဲကဲဒါကတော့အတီမစားပြရသေးခင်မှတ်သက်ရပ်ပြီးမြည်နေတာမိုးပေါင်းနဲ့ English tea လေးနဲ့ကောင်းမကောင်းအမှန်ကတော့ကျမတို့ကချင်ပြည်နယ်မှာဆိုရင်ဒီမိုးပေါင်းကိုထမင်းနဲ့စားတာပေါ့နော်ဟင်းအဖြစ်စားတာကဲအားလုံးပဲမိုးပေါင်းလှုပ်ရှားကြည့်ကြပါနော်အားလုံးကျေးဇူးပါ